ဧပြီလ22ရက်နေ့ည7:00နာရီဝန်းမှာကျွန်တော်တို့ဆေးရုံကိုလေးနဲ့ဘုံနှလုံးလာကျဲပါတယ်။ခွဲခန်းရှိကကတ်တရာလမ်းပေါ်မှာမြေချင်းအကြီးကြီးနှစ်ခုဖြစ်သွားပြီးတော့တစ်ခုကို4ပေလောက်နဲ့တဲ့ချင်းကြီးနှစ်ချင်း6ပေလောက်ချပြီးတော့ဖြစ်သွားပါတယ်။အဓိကထိခိုက်တာကတော့ဓာတ်မှန်ဆောင်ပါ။ဓာတ်မှန်ဆောင်မှာကာထားတဲ့နံရံကပြင်ချက်တွေအကုန်လုံးပြုတ်ထွက်ကုန်ပါတယ်။ခေါင်းမိုးတွေလည်းပွင့်ထွက်သွားပါတယ်။အထက်ကပစ္စည်းတချို့လည်းအထိခိုက်ရှိပါတယ်ဒါကလူနေခန်းမှာသူလည်းလူနေလို့မရအောင်ပစ္စည်းသွားပါတယ်ဒါခွဲခန်းမှာခွဲခန်းကအုပ်နိုင်ရံနေမထိခိုက်ပေမဲ့အပေါ်ကအထက်သားမျက်နှာကျက်နဲ့အကာရံတွေအကုန်လုံးပွင့်ထွက်ကုန်ပါတယ်ခွဲခန်းတဲကပစ္စည်းတချို့ပျက်စီးဆုံးရှုံးမှုရှိပါတယ်ဒါကတော့ UPD နဲ့ Word ပါအဲ့ဒီမှာဆေးဘီရိုတွေအကုန်လုံးမှန်နေကွဲပြီးတော့ဆေးတွေအကုန်လုံးပွင့်ကုန်ပါဒါဆေးစတိုပါလူနာစမ်းသပ်တဲ့အခန်းတွေရဲ့နိုင်ရန်အထက်သားတွေလည်းအားလုံးကွာကျပြီးတော့ပွင့်ထွက်ကုန်ပါတယ်စီစတူကနှခမ်းရှိရနှခမ်းစလုံးပြတ်ပါတယ်ခေါင်းမိုးတွေလည်းပွင့်ထွက်ကုန်ပါတယ်ရေတိုင်ကြီးနှလုံးလုံးကွဲထွက်သွားပါတယ်ရေစစ်အုပ်ကန်ကြီးလည်းအပေါက်တွေ2ပေါက်3ပေါက်ဖောက်ထွက်သွားပါတယ်ဒါက OG1 နဲ့မွေးလူနာဆောင်မှာအဲ့ဒီမှာခေါင်းမိုးတွေပွင့်သွားပါတယ်ကျွန်တော်တို့နေတဲ့အိမ်မှာလည်းပဲအတွင်းပိုင်းမှာအထိခိုက်ရှိပါတယ်နိုင်ရန်မှာအပေါက်တွေအများကြီးနဲ့အထဲထဲကိုဘုံစာတွေဝင်ပါတယ်တချို့နေရာမှာပြင်ချက်တွေအကုန်လုံးပွင့်ထွက်ကုန်ပါတယ်အိမ်တိမ်လုံးပွားပလဲနေအောင်ပစ္စည်းအကုန်လုံးပျက်စီးသွားမှာရှိပါတယ်မီးလုံးတွေအကုန်ကွဲတယ် TV ကွဲတယ်ရေခဲတက်တာလည်းပြတ်သွားပါတယ်လူနေအခန်းတွေမှာပရင်းပေါက်တွေပတ်တာကနေပြုတ်ထွက်ပြီးတော့ပွင့်ကုန်ပါတယ်ဒါကျွန်တော်တို့အိတ်တဲ့အခန်းမှာအဲ့ဒီအခန်းမှာလည်းအပေါက်ပေါက်တွေရှိနေပြီးတော့အထဲကိုဘုံစာတွေဝင်ပါတယ်ဖန်နဲ့မှန်နဲ့လုပ်တဲ့အစတွေအကုန်လုံးကွဲထွက်သွားပါတယ်ဒါကသူနာပြုဆောင်ပါသူနာပြုဆောင်မှာလည်းမှန်ပြီးတော့ကွဲတယ်အခန်းတွေဒီဆ iam ခေါင်းမိုးတွေလည်းအကုန်လုံးပွင့်ထွက်သွားပါတယ်ဆ iam တွေနေတဲ့အခန်းတွေလည်းထရံကွာကြပြီးအထက်ကပစ္စည်းတွေအားလုံးပျက်စီးကုန်ပါတယ်ဒါကထမင်းစားကန်းနဲ့မိဘူးကြောင်မှာအဲ့ဒီမှာလည်းပဲဒီနိုင်ရံမှာအပေါက်ပေါက်တွေဖြစ်ပြီးတော့အထဲကိုအစတွေဝင်ထားတာရှိပါတယ်ဒါမိဘူးကန်းမှာအဲ့ဒီဘက်ကထရံနဲ့ပွင့်သွားပါတယ်မြေကြီးပတ်ပတ်လည်မှာလည်းအကုန်လုံးမီးကျွန်းသွားတာတွေ့သလိုအင်္ဂလိပ်နိုင်ရန်တွေတောင်မှပဲ့ပြီးတော့ထွက်တဲ့နေရာအများကြီးရှိပါတယ်ဒါကဒဏ်ရာရတဲ့ကလေးရဲ့ဒူကောင်းပါခွဲကန်းကဒါဘုံမကြခင်နဲ့ကြာပြီးဓာတ်မှန်ဆောင်ဘုံမကြခင်နဲ့ကြာပြီးလူနာဆောင်ဘုံမကြခင်နဲ့ကြာပြီးဓာတ်ပုံတွေကိုရှင်းပြထားပါတယ်24ရက်နေ့မနေ့10:12မိနစ်မှာဒုတိယတစ်ကြိမ်ဘုံကျဲခံရပါတယ်ခုနလိုပဲအပေါက်ကြီး2ပေါက်ကျင်းနဲ့ကျင်းဖြစ်သွားပါတယ်တစ်ခုနဲ့တစ်ခု6ပေလောက်ပဲခြားပါတယ်အဲ့ဒီနေရာကတော့ခွဲခန်းရဲ့အရှိမီတာ100လောက်အကွာမှာရှိတာပါအဲ့တော့ဒါကဘုံမကြခင်ကရှိထားဆောက်လက်စခွဲခန်းရဲ့နမူနာပုံစံမှာနော်ဘေးမှာရေတိုင်ကြီးထားတယ်ကျွန်တော်တို့ကဒီအုံမပတ်ဖ ೇನೆ အမြန်ဆောက်ရတဲ့အတွက်ကြောင့်တွတ်တင်နဲ့ပဲကာထားမိပါတယ်ဒါပေမဲ့ဆေးရုံကိုဘုံကျလာတဲ့အခါအဲ့ဒီတွတ်တွေအကုန်လုံးကလွင့်ထွက်ကုန်ပြီးတော့အဲ့ဒီမှာဒဏ်ရာတွေရပါတယ်ရှိသမျှတွတ်တွေအကုန်လုံးအမိုးအကောင်ကွာကျသွားတယ်လွင့်ထွက်လာတယ်အထဲမှာရှိတဲ့ပစ္စည်းတွေလူတော့အထိခိုက်မရှိပေမဲ့အထက်ကပစ္စည်းတွေပျက်စီးဆုံးရှုံးမှုရှိပါတယ်တရက်ပဲချပြီးတော့လင်းနဲ့2ကြိမ်ဇက်တက်နော်ဘုံကျဲခံရတာပါတစ်ခါကျဲနှလုံးအတွဲလိုက်ဖြစ်ပါတယ်ဒီဟာကဘ
ဘုံကျဲမခံရခင်ကကျွန်တော်တို့လူနာထားတဲ့လူနာဆောင်ဘားတိုက်တွေပါနော်အဆောင်နှစ်ဆောင်ခွဲထားပြီးတော့ဒီမှာဒီ1 URI case ပဲတည်တံ့ထားပါတယ်ဒဏ်ရာရတဲ့လူနာတွေပဲထားပါတယ်နော်ဒီလိုဘားတိုက်နှစ်ခုရှိရမှာဒါအသစ်ပြင်ထားတဲ့ဘားတိုက်တောင်မှအခုလိုအခြေအနေမျိုးဖြစ်သွားပါတယ်ဒီနောက်ကအဆောင်ကတော့ကျွန်တော်တို့တွေရှောင်အိတ်တဲ့လူနေခန်းနေနဲ့ဆေးပစ္စည်းတွေခွဲပြီးထားတဲ့စတူခန်းတွေပါနော်အဲ့ဒီနိုင်ရန်တွေလည်းအကုန်လုံးပွင့်ထွက်ကုန်ပြီးတော့အထဲမှာဆေးပစ္စည်းထိခိုက်ပါတယ်ခွဲခန်းရှိမှရပ်ထားတဲ့ကားလည်းထိခိုက်သွားပါတယ်ဒါကကျွန်တော်တို့လူရှောင်အိတ်တဲ့အခန်းမှာအဲ့ဒီအခန်းထဲမှာလည်းဒီလိုပျက်စီးရှိပါတယ်အဲ့တော့ဘုံမကြခင်ဘုံကြပြီးအခြေအနေတွေကိုပြန်ပြီးတော့ရှင်းပြထားပါတယ်ကျွန်တော်တို့တရက်ပဲချပြီးတော့လေရင်နဲ့နှစ်ကြိမ်စက်တိုက်ပုံကျဲထားတဲ့အခြေအနေပါလူအသေးပြောက်မရှိပါဘူးဒါပေမဲ့ပျက်စီးဆုံးရှုံးမှုကတော့များပါတယ်